လို့လည်းခေါ်တယ်သဗ္ဗကမ္မထာဆိုတာကလူတိုင်းနဲ့ကြိုက်တဲ့ကမ္မထာတို့ခဏခဏကြားဘူးတယ်ဘယ်လိုကြားဘူးလို့ဆိုတော့တချို့လောဘတွေလည်းများဒိဋ္ဌိတွေလည်းများမယ်ဆိုရင်စိတ်ဓာနုပါဒနာစိတ်ကိုရှုရတယ်စိတ်ကိုရှုရဒါကလောဘတွေများတယ်ဉာဏ်နုတယ်ဆိုရင်တော့ရုပ်ကိုရှုရတယ်ဉာဏ်ကတော့ထက်တယ်လောဘတွေများတယ်ဆိုရင်တော့ဝေဒနာနုပါဒနာရှုရတယ်လောဘကလည်းနည်းတယ်ဉာဏ်ကလည်းကောင်းတယ်ဆိုရင်တော့ဓမ္မနုပါဒနာရှုရတယ်ဆိုတော့ဘုရားဟောတဲ့ဇာတ်တွေတချို့ရှုနည်းတွေကပုဂ္ဂိုလ်ရဲ့ဇာတ်ကိုတော့ကြည့်ပြီးတော့ဘုရားကတရားအားထုတ်ပြီးပေးတာဒီဝင်လေထွက်လေကိုရှုတဲ့အာနာပါနကဘုရားကအဲ့လိုသဗ္ဗကမ္မထာအကုန်လုံးနဲ့ကြိုက်တယ်လောဘကြီးတဲ့သူတွေကိုလောဘမကြီးတဲ့သူတွေကိုဒိဋ္ဌိရှိတဲ့သူတွေကိုဒိဋ္ဌိမရှိတဲ့သူတွေကိုဉာဏ်နုတဲ့သူတွေကိုဉာဏ်ရင့်တဲ့သူတွေကိုအာနာပါနကမ္မထာကိုရှုရတယ်အဲ့ဒါကအာနာပါနကမ္မထာသည်မူလကမ္မထာဆိုတာအခြေခံအကျဆုံးကမ္မထာအဲ့တော့ဒီအာနာပါနကမ္မထာရှုပြီးတော့ယဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်တွေအများကြီးပဲအဲ့တော့ယောဂီတို့လည်းပဲအာနာပါနကမ္မထာကိုသေသေးချာချာသိရှုမှတ်ရခါလေးကိုမမကလေးထားခေါင်းလေးကိုတဲလေးထားပြီးတော့လေးကိုမှန်မှန်လေးရှုမှန်မှန်လေးရှိုက်လေးကိုမှန်မှန်လေးရှုသွင်းလိုက်တော့အပြင်ဘက်မှာရှိတဲ့လေကနာသီးပြားလေးမှာတိုးပြီးတော့ဝင်သွားလိမ့်မယ်လေးနာသီးပြားမှာတိုးပြီးတော့ဝင်သွားပြီဆိုရင်ဟောတာဝင်တဲ့သဘောလေးပဲသဘောလေးပဲလို့ပြီးအောင်မှတ်ရ